အရင်တော့ back တွေကိုတစ်ချက်ပြန်သွားကြည့်အောင်ပေါ့နော်။ဘာလို့ဆိုဒီကျွန်တော်ဗီဒီယိုမတင်လိုက်ရတဲ့အချမ်းမှာဖြစ်သွားတဲ့ပွဲလေးရှိတယ်ပေါ့နော်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီ Premier League ပေါ့နော်အခုຢာဒီ Premier League စတာက9ပွဲရှိပြီ။ Premier League 9ပွဲမှာလည်းဦးတင်က9ပွဲစလုံးနိုင်တယ်။အလားတူပဲ Champions League မှာလည်းပွဲစဉ်စခဲ့ပြီးပြီ။ Champions League မှာလည်း Atletico Madrid ကိုနိုင်ထားတယ်ပေါ့နော်။ကျွန်တော်ကအခုပြောပြသွားပေးချင်တဲ့အကြောင်းအရာက Liverpool fan တယောက်အနေနဲ့ပေါ့နော်။ကျွန်တော်တို့ဒီ Premier League 9ပွဲအကြောင်းရယ်ပြီးတော့ဒီ Champions League မှာကန်သွားတဲ့ပွဲတစ်ပွဲအကြောင်းရယ်ဟိုကျွန်တော်အားလုံးခြုံပြီးတော့ကျွန်တော်ပြပြချင်တာပေါ့နော်ပြပြချင်တယ်ဆိုတော့ဟိုပြောချင်တာကျွန်တော်ဟိုနေ့ကကျွန်တော်အလုပ်နေနေအောင်ပေါ့နော်ကျွန်တော်ဒီကျွန်တော်အသည့်တယောက်သူရောက်လာတဲ့ခါကျတော့သူက Chelsea fan ဗျာကျွန်တော်က Liverpool fan ဆိုတော့ကျွန်တော်မေးတယ်ပေါ့နော်မင်းတို့သူရောက်လာတဲ့အချိန်ကဗျာကျွန်တော်တို့ဒီ Atletico Madrid နဲ့မကန်ခင်တရက်ပေါ့နော်ကျွန်တော်သူဆိုင်အောင်သူရောက်လာအဲ့တော့ကျွန်တော်မေးတယ်ပေါ့နော်ညမမေးလဲဆိုတော့မင်းနဲ့ဟိုလက်မကြရင်နဲ့ Liverpool နဲ့ Atletico ကန်ရမှာပေါ့နော် Atletico ကန်မယ်ဆိုတော့တဲ့ဒါကတော့တဲ့ဟို Liverpool ကိုပြတ်နိုင်မယ်လို့ခန့်မှန်းတယ်ပေါ့တဲ့ဘာလို့ဆို Anfield လည်းဖြစ်နေတယ်ပေါ့နော်ကိုပြတ်နိုင်မယ်လို့ခန့်မှန်းတယ်ပေါ့ကျွန်တော်အဲ့မှာမှတ်ရကျွန်တော်သူ့ပြောလိုက်တယ်ဘာပြောလိုက်လဲဆိုတော့ Liverpool ကိုပြတ်မနိုင်ဘူးလို့ကျွန်တော်ပြောလိုက်တယ်ကိုပြတ်မနိုင်ဘူးလို့နိုင်လဲလို့ဟိုကတ်ပြီးတော့နိုင်ပါပဲလို့ကျွန်တော်ပြောလိုက်တယ်အဲ့ပွဲအဲ့နေရပေါ့နော်ကျွန်တော်ကဘာဖြစ်လို့အဲ့လိုပြောလဲပေါ့သူကျွန်တော်မေးတယ်ဆိုတော့ကျွန်တော်သူ့ကိုပြောတယ်အဲ့ဒါဘာလဲဆိုတော့ဗျာဘရိုတို့ကအဲ့လိုကျွန်တော်တို့ဒီ Chelsea နဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်မေးကျွန်တော်မသိဘူးလို့ Chelsea မှာဘယ်သူကစားနေလဲကျွန်တော်မသိဘူး Chelsea မှာဘယ်ကစားသမားတွေအဝင်ရှိလဲကျွန်တော်မသိဘူးအထွက်ရှိလဲကျွန်တော်မသိဘူးလို့ဒါပေမဲ့ Liverpool နဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်မေးလို့ကျွန်တော်ဟိုအကုန်လုံးတော့ကျွန်တော်မသိရင်တော့ဗောနော်အများသောအားဖြင့်ကျွန်တော်သိတယ်ဗောနော်လို့ပြီးတော့နောက်တစ်ခုကလို့ဟိုအကိုတို့ဒီ bro တို့မြင်တဲ့အမြင်နဲ့လို့ bro တို့လီဗာပူးတင်းကိုမြင်တဲ့အမြင်နဲ့ကျွန်တော်အနေနဲ့လီဗာပူးတင်းကိုမြင်တဲ့အမြင်မတူဘူးလို့ဘာဖြစ်လို့မတူလဲဆိုတော့ကျွန်တော်ကဗျာလို့ပို့မြင်တယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော်ကျွန်တော်သူ့ပြောလိုက်တယ်အနေကဘာဖြစ်လို့ဆိုတော့လို့လီဗာပူးတင်းကဒီယာဒီမှာလို့ကစားနေတဲ့ခြေစွမ်းအရာလုံနေတဲ့ပုံစံတွေရဆိုရင်ပေါ့နော်ကျွန်တော်ကသူ့ကိုပြောလိုက်တယ်အနေကဘာပြောလိုက်လဲဆိုလီဗာပူးတင်းရလို့ကောင်းတဲ့ဖောင်တစ်ခုကိုမရသေးဘူးလို့တခြားအမြင်နဲ့ကြည့်မယ်ဆိုရင်တော့လို့ဟိုbro အမြင်နဲ့ကြည့်မယ်ဆိုရင်ဗျာကျွန်တော်ပြောချင်ဒီထဲမှာတချို့ Liverpool fan မဟုတ်တဲ့လူတွေလည်းပါမယ် bro အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒီ Liverpool တင်းကလို့အရန်ကိုကောင်းနေတဲ့အတင်းတော့မြင်မယ်ပေါ့နော် result ကိုကြည့်မယ်ဆိုရင်လို့ဒီ result ရောပြီးတော့ဒီဘာလို့ပွဲတိုင်းနိုင်နေဗျာ Champions League လည်းနိုင်နေ Premier League 5ပွဲဆုံးလည်းနိုင်နေဆိုရင်တော့ Liverpool တင်းအရန်ကောင်းတဲ့အတင်းလို့သူများတွေကထင်ပါပေါ့နော်လို့ဒါပေမဲ့ကျွန်တော်အနေနဲ့အဲ့လိုမထင်ဘူးလို့အခုလက်ရှိ Liverpool တင်းကလို့ဟိုမကောင်းတာမဟုတ်ဘူးဗျာကောင်းတယ်ဒါပေမဲ့ Liverpool တင်းရဲ့အကောင်းဆုံးပုံစံတစ်ခုကိုလီဗာပူးတင်းကမထုတ်ပြရသေးဘူးလို့ကျွန်တော်စိတ်ထဲမှာခံစားရတယ်ညာသိလားကစားနေတာအခုချိန်မှာလီဗာပူးတင်းကဟိုနောက်ဆုံးမိနစ်ကိုပွဲတွေမှာကိုအနိုင်ကိုတွေတွင်းနေနိုင်နေအဲ့ဒါတခုပါလေဗျာဟိုကန်နီယာအကြောက်ဆိုတာသူများတွေကပြောတယ်ဗျာတချို့ကောင်တွေကပြောတယ်ပေါ့နော်အဲ့ဒါပါလေဆိုမင်းတို့ကောင်တွေကကန်ကောင်းလို့နိုင်နေတာပေါ့ဒါကလေပြန်ပြောချင်တာကလေကန်နီယာအကြောက်လေမဟုတ်ပြန်ဘူးဗျာသိလားကန်နီယာအကြောက်မဟုတ်ပြန်ဘူးလို့ဘာလို့ပြောလဲဆိုတော့ဟို passion ရှိတဲ့အသင်းတစ်ခုပါဗျာစိတ်အားတက်သန်မှုရှိနေတဲ့အသင်းတစ်ခုကတော့ပွဲမပြီးမချင်းတော့စူးစမ်းနေပါပဲဗျာသိလားကျွန်တော်ပြောချင်တာကျွန်တော်လည်းအဲ့လိုမျိုးမြင်မိတယ်ဒါကန်ကောင်းတာမဟုတ်တော့တပွဲတည်းဆိုကန်ကောင်းတာပေါ့ဗျာ၄၅ပွဲလောက်ဆိုကန်ကောင်းတာမဟုတ်တော့ဘဲနဲ့ဒီပွဲမပြီးမချင်းခရမမှုတ်မချင်းမှာစူးစမ်းတဲ့ကစားသမားတွေရဲ့ဒီကစားသမားတွေရဲ့စိတ်သက်ပြင်းပြမှုပေါ့နော်နိုင်ချင်လူစိတ်ဆာလောင်မှုအဲ့ဒါကိုကျွန်တော်ကကောင်းစင်တက်ချင်တယ်ပေါ့နော်ဒီကစားသွားတဲ့ဒီအရှိပွဲတွေအားလုံးပေါ့နော်ကောင်းစင်တက်ချင်တယ်ဒါပေမဲ့ကျွန်တော်အဲ့လိုမျိုးပြောတယ်ဆိုတာကဒီဘာဘူးတင်းကတစ်ဖက်ပေါ့ဗျာလီဗာပူးတင်းအရန်ကောင်းနေတဲ့အတင်းမဟုတ်ဘူးအခုလက်ရှိအချိန်မှာမကောင်းနေမဟုတ်ဘူးဆိုတော့လီဗာပူးတင်းကဗျာပွဲစားကလေးကနေပြီးတော့ဖိဖိစီစီကစားပြီးတော့တက်တောက်တက်တာနိုင်ပြီးတော့ကောင်းတာအဲ့လိုအနေထားမဟုတ်ဘူးကျွန်တော်ပြောချင်တာသိလားဘရိုသိချင်တယ်သိမှာပေါ့နော်ကျွန်တော်ပြောချင်တဲ့အနေထားတစ်ခုကလီဗာပူးတင်းကစားသမားတွေကစူးစမ်းတယ်ကောင်းတယ်ဒါပေမဲ့နိုင်ထိုက်တဲ့ပွဲတွေကိုနိုင်သွားတယ်ဘာစိတ်သက်နိုင်လဲဆိုတော့ကစားသမားမှာရှိတဲ့ passion တစ်ခုရယ်ကစားသမားတွေမှာရှိတဲ့တိုက်ပွဲဝင်စိတ်ပြင်းထန်မှုတွေကြောင့်ဘာလို့တင်ရအခုလိုမျိုးဒီနောက်ဆုံးမိနစ်အချိန်လေးမှာအထိပေါ့နော် comeback ဖြစ်ပြီးတော့နိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဒီဘာလို့တင်ရအကောင်းဆုံးပုံစံရနေပြီလားလို့မေးရင်တော့မရသေးဘူးပေါ့နော်ဘာလို့ဆိုတော့ဟိုနေရာလိုက်ပြန်ကြည့်မယ်ဆိုရင်လည်းအဲ့တိုင်းပဲအကောင်းဆုံးဖြစ်နေတဲ့အတင်းတကယ်မဟုတ်နေဘူးဒါပေမဲ့ရလက်ရဆိုရင်တော့ကောင်းတယ်ကျန်တဲ့အရာတွေအားလုံးကောင်းတယ်ဒီဘာလို့တင်ရကျွန်တော်ပြောချင်တာကဘာလဲဒီထက်ပိုကောင်းမှုရှိတယ်ဒီထက်ပိုကောင်းလာနိုင်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာဒီထက်ပိုကောင်းလာနိုင်မှုရှိတယ်ဒါကတော့ကျွန်တော်တို့ရဲ့အမြင်ပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြောချင်တာဒါကျွန်တော်ရဲ့အမြင်ပေါ့နော်ဒီပွဲအစအပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ဒီအပေါ်မှာလည်းဟိုအမြင်မတူတာတွေလည်းရှိမှာပေါ့နော်ဘာလို့လဲဆိုတော့ဟိုတချို့လူတွေကလည်းတချို့ခြားသမျိုးတွေးမှာပဲကျွန်တော်ကတော့ကျွန်တော်ရဲ့ site ကနေပြီးကျွန်တော်ပြောတာပေါ့နော်ဟိုဘယ်လိုပြောရမလဲကျွန်တော်လည်းဟိုကောင်းတဲ့ထင်တယ်ကောင်းတယ်လို့ထင်တယ်လို့လည်းရှိမှာပေါ့လေเนาะကျွန်တော် blame နေတာလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့ဒီအပေါ်မှာကျွန်တော်ကတော့အဲ့လိုမျိုးမြင်တယ်ပေါ့နော်